ဒါပေမဲ့ဝန်ထမ်းအားလုံးအတွက်ကိုလစာတိုးမြင့်ဖို့အတွက်ကိုတောင်းဆိုလို့ရှိရင်ကုန်စည်နှုန်းကလည်းလိုက်ပြီးတော့ကြီးလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီအဓိကကျနေတဲ့ပညာရေးဝန်ထမ်းကိုလည်း highlight ပေးပြီးတော့မှအားလုံးအတွက်ကိုတင်ပြတောင်းဆိုပေးတာဖြစ်ပါတယ်ရှင်ဒါဝန်ထမ်းအားလုံးအတွက်လည်းစိတ်မကောင်းဖြစ်ရတာပေါ့နော်ယာရာဆောင်ရွက်ပေးနိုင်ခြင်းတော့မရှိဘူးဆိုတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်ရှင်ဒါပေမဲ့လည်းဥက္ကဋ္ဌကြီးကတဆင့်လည်းထပ်မံပြီးတော့တင်ပြတောင်းဆိုထားပါတယ်ပညာရေးဝန်ထမ်းတွေအတွက်ကိုလစာသို့မဟုတ်ချီးမြှင့်ငွေတိုးမြင့်ပေးနိုင်ရေးအစီအစဉ်ရှိမရှိမေးမြန်းတာဖြစ်ပါတယ်ရှင်အဓိကကတော့ဝန်ထမ်းအားလုံးအတွက်ကိုရည်ရွယ်ခြင်းပါတယ်ရှင်ဒါပေမဲ့ဝန်ထမ်းအားလုံးအတွက်ကိုလစာတိုးမြင့်ဖို့အတွက်ကိုတောင်းဆိုလို့ရှိရင်ကုန်စည်နှုန်းကလည်းလိုက်ပြီးတော့ကြီးလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့လေဒီအဓိကကျနေတဲ့ပညာရေးဝန်ထမ်းကိုလည်း highlight ပေးပြီးတော့မှအားလုံးအတွက်ကိုတင်ပြတောင်းဆိုပေးတာဖြစ်ပါတယ်ရှင်မကြပါဘူးရှင်ဒါဝန်ထမ်းအားလုံးအတွက်လည်းစိတ်မကောင်းဖြစ်ရတာပေါ့နော်ယာရာဆောင်ရွက်ပေးနိုင်ခြင်းတော့မရှိဘူးဆိုတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်ရှင်ဒါပေမဲ့လည်းဥက္ကဋ္ဌကြီးကတဆင့်လည်းထပ်မံပြီးတော့တင်ပြတောင်းဆိုထားပါတယ်အဖြစ်ဆက်ပြောချင်တာကတော့တကယ်ကိုပဲနိုင်ငံဝန်ထမ်းတွေအတွက်လည်းဒါသူတို့နဲ့ဂုဏ်သိက္ခာနဲ့ကိုက်ညီတဲ့လစာနဲ့ချီးမြှင့်စရိတ်တွေလိုအပ်နေပါတယ်ရှင်အခုဒါကျွန်မဆိုရင်ဒီနေ့ပညာရေးဝန်ထမ်းတွေကို highlight ပေးပြီးတော့ကျွန်မပြောတင်ပြခဲ့တာဖြစ်ပါတယ်အဲ့တော့ကျမတို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာကတော့ဒါပြည်သူတွေအတွက်လိုအပ်နေတဲ့အချက်တွေကိုထောက်ပြပြီးတော့ဆွေးနွေးပြီးတင်ပြသွားမှာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ထောက်ပြဆွေးနွေးဖို့လည်းကျွန်မစူးစမ်းသွားအောင်ပါ